ပြောချင်တယ်ဘိုးကျော်စားမတ်တရလိုက်တယ်စပြီးစကားတစ်ခုစပြောတယ်ယခုအစည်းအဝေးကြီးတွင်ယာရုအဖြစ်ကျွန်တော်ကအကြီးဆုံးဖြစ်တော်လဲအသက်အဖြစ်ကျွန်တော်ကအငယ်ဆုံးပါအဲ့စကားစပြောတယ်ကျွန်တော်ပြောတာကိုမယုံပါနဲ့စာအုပ်တွေရှာဖတ်ကြည့်ပါမယုံလို့ရှိရင် Googleization လုပ်ကြည့်ပါ Google ထဲမှာရှာကြည့်ပါပင်လုံစာချုပ်လို့ရိုက်ကြည့်လိုက်ပင်လုံနဲ့ပတ်သက်တာအများကြီးကြာလာတယ်ဖတ်ကြည့်ပါယခုအစည်းအဝေးကြီးတွင်ယာရုအဖြစ်ကျွန်တော်ကအကြီးဆုံးဖြစ်တော်လဲအသက်အဖြစ်ကျွန်တော်ကအငယ်ဆုံးဖြစ်ပါတယ်ဆိုတဲ့စကားကိုစာဖတ်ရင်အရသာခံရတယ်ငါအဲ့ဒါဖတ်ပြီးအရသာခံရတာသမီးတို့ရေချစ်စားဘုရားအဆိုင်ရလေတင်မွေးလိုက်တာခါရဝတရားနိဝါဒတရားရှိလိုက်တာယာရုကြီးရဆိုပြီးတော့ဘုံမကြဘူးအသက်ငယ်ငယ်နဲ့ယာရုကြီးရဆိုရောက်လျာအရမှာဘုံမကြဘူးဒါမျိုးတွေကိုဒီနေ့ဖြစ်နေတဲ့အရာရှိငယ်တွေဒါကိုခင်ဗျားတို့နမူနာယူပါမှာအခုတော့ဒေသတစ်ခုကိုရောက်လာတဲ့အသက်ကငယ်ငယ်ယာရုကကြီးကြီးရပ်မရပါတွေကကိုယ်တော့မတတ်တယ်လို့ဘာလို့နဲ့ထဲပြူပြီး6ချင်တဲ့အုပ်စုတွေအများနေတာတို့ရင်ပြောရင်ဘိုးကျောင်းသားစကားတုံးကဘလောက်ထိအထိပ္ပယ်ရှိတယ်ယာရုကြီးရင်အသက်ငယ်လေလို့ပြောတာဘိုးကျောင်းသားနှိမ့်ချတတ်တဲ့သဘောရှိတယ်ဒါမေတ္တာရဲ့သင်္ကေတပဲမေတ္တာနှိမ့်ချတယ်အဲ့ဒီတပတ်သားကိုလေးစားသမှုပြုတယ်လို့တပတ်သားကိုလည်းနေရာပေးလိုက်ရင်တိုင်းရင်းသားတွေအဲ့ဒီစကားကြားတဲ့တိုင်းရင်းသားတွေနားထဲမှာခါသွားမလားချိုသွားမလားချိုသွားမှကျင်းတော့တော့ပေါ့ကြောက်ပုံမလေးလေးပြောမယ်ဒီစီဝဲမှာကြောက်ရလို့ကြီးဆုံးကြောက်ဆုံးတဲ့ခဏနာခံဘယ်လိုဖြစ်မလဲဒီနေ့ဖြစ်နေတဲ့ပြဿနာလားမေတ္တာမပါလို့ဖြစ်နေတာဘုရားသာစပလက်စကားမှာမေတ္တာပါတယ်ယာရုအဖြစ်ကျွန်တော်အကြီးဆုံးဖြစ်တော်လဲအသက်အဖြစ်ကျွန်တော်အငယ်ဆုံးပါဘုရားဆန်ရင်ထဲမှာတည်တယ်ငါဟာတိုင်းသားခေါင်းဆောင်နေလာငါမှာအတွေ့အကြုံမရှိဘူးသူတို့တော်တယ်ဘုရားဆန်လွတ်လာရဲ့ယူကျင်တာတူသမလာလောက်ချင်လို့မဟုတ်ဘူးတိုင်းပြည်လုံးရောက်စီရင်လို့ရှင်းရှင်းလေးပဲသူကဒုတိယစကားတစ်ခေါ်လာတယ်ကျွန်တော်ဒီနေရာကိုရောက်လာတာတခုတည်းရှိပါတယ်ဟောအများကြီးမဟုတ်တခုတည်းလေအဲ့ဒီဆောင်လည်းဖတ်ပြီးရင်စက်မဖတ်တဲ့မှုစဉ်းစားတခုတည်းပဲလေကျွန်တော်သဘောကျပြန်တယ်ဘာကြောင့်လဲဆိုတော့ခေါင်းဆောင်တချောင်းလေးသောစိတ်ပဲသူတယောက်ကတခုတည်းဆိုကျွန်တော်စဉ်းစားတော့ဘိုးကျော်အောင်စပယ်လုံးကိုသွားတာစက်တလုံးတရချာဧက900မြတ်ဖော်ထုတ်ခုလားသူသမီးအတွက်စဉ်းစားကျွန်တော်စဉ်းစားတာလွန်အပ်မထင်ကျွန်တော်ဒီနေ့ခေတ်လူဖြစ်တာလေဒီနေ့ခေတ်မြင်တာလည်းပဲကျွန်တော်တွေးမှာပေါ့ဟိုဘူးသူသားအကြီးကအတွက်တတ်ထူမိုင်းနေသွားလောက်တာမြင်ပါဒီလိုကျွန်တော်တွေးတာပေါ့တခုတည်းဘာလိုက်ပေါ့စက်ပါကြည့်တော့ရင်ထဲမှာကျဉ်းတတ်လိုက်တာကျွန်တော်ဒီကိုရောက်လာတခုတည်းရှိပါအဲ့ဒါပါလဲဆိုတော့ဗမာပြည်ကြီးလွတ်လပ်စေခြင်းနဲ့ကြီးပွားစေခြင်းနဲ့ဒီဟာပါပဲသူ့အတွက်မပါဘူးဒေါခင်ကြီးကြီးပွားစေခြင်းနဲ့ကျုပ်သားလေးအောင်ဆန်းလေးနဲ့အောင်ဆန်းစုကြည်တို့လွတ်လပ်စေခြင်းနဲ့လို့မပါဘူးဗမာပြည်ကြီးလွတ်လပ်စေခြင်းနဲ့ကြီးပွားစေခြင်းနဲ့ဒီဟာပါပဲခေါင်းဆောင်ခေါင်းတို့ကဘယ်တော့ကိုပဲလို့အများအတွက်ကြည့်တယ်ရုံးညံတဲ့ခေါင်းဆောင်မေတ္တာတရားနဲ့တဲ့ခေါင်းဆောင်တို့ရဲ့မျက်နှာမူရာအရာသူ့မယားသူ့သားသူ့မြီးရုံးညံတဲ့ခေါင်းဆောင်တို့ရဲ့မျက်နှာမူရာအရာကအသေးရှားပဲသူ့မယားသူ့သားသူ့မြီးကြီးပွားချမ်းသာဖို့မျက်နှာမူရာမေတ္တာမဲ့တဲ့ခေါင်းဆောင်တို့ရဲ့လုပ်ရဒါကဒီစာဖတ်လို့ကျွန်တော်တွေးတာလေစားလို့ဖတ်မှအရသာရှိတာဘုရားအစတီလာတာသူ့မိသားစုအကျိုးတကူမှမပါဘူးတဲ့ခေါင်းဆောင်ခေါင်းတို့ရဲ့မျက်နှာမူရာအရာဟာပြည်သူရဲ့အကျိုးစီးပွားတိုင်းပြည်ရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းမှုတွေကဘုရားဆန်မြတ်တာတွေကနောက်တစ်ကြောင်းသိကောင်းတာပဲမြန်မာပြည်ကြီးလွတ်လပ်ဖို့ကြီးပွားဖို့နောက်လုံးထပ်တိုးလာတယ်မြန်မာပြည်ကြီးလွတ်လပ်ဖို့ကြီးပွားဖို့ညီညွတ်ဖို့အတွက်တလုံးတိုးလာညီညွတ်ဖို့အတွက်လို့ပါတယ်ဗမာတွေညီညွတ်ဖို့မရဘူးကျွန်တော်တန်တီတိုင်းရင်းသားတွေပါတယ်ဒီနေ့ခေတ်ကဲဆိုပဲညီညွတ်ဖို့မရဘူးကြည့်ရမြမပြည်ကြီးလွတ်လပ်ဖို့ကြီးပွားဖို့ညီညွတ်ဖို့ဟောလွန်ခဲ့တဲ့10နှစ်ကလေးကကျွန်တော်စူးစမ်းလာခဲ့ပါတယ်ဟောလွန်ခဲ့တဲ့10နှစ်ဆိုတော့ဘယ်နှစ်ကတော့အသက်22နှစ်ကစစူးစမ်းလာဒီနေ့ဒီရက်ဒီရွာဒီနိုင်ငံမှာရှိတဲ့22နှစ်ဝန်းကျင်ယောက်ျားသားတွေသမီးတို့သားတို့တွေ
ကျွန်တော်တက်60ပါဗျာတမီးတို့သားလို့ခေါ်တာစိတ်မဆိုးပါနဲ့လူကနှုတ်နေလို့60မထင်ရလို့မဲအရေးတယ်မနှုတ်မကြီးနဲ့မိမစိတ်မချဘူးဘယ်မှာစပင်းလေးနဲ့ပါလို့မိမလွတ်တာညတို့ချမ်းပါဆိုလို့ပါစဉ်းစားကြည့်ကွယ်မောင်လို့မိလို့ရဲ့ငါတို့အသက်22နှစ်အရွယ်မြန်မာနိုင်ငံမှာရှိတဲ့ယောက်ျားလေးတွေမိန်းကလေးဘာလုပ်နေကြတော့မဖုန်းပုတ်တာထားလိုက်ကိုနေစားရက်တေတော့မူယူပြီးတိုင်းပြည်အတွက်ဘာမှမစစားဘူးပြီးတော့ပြောသေးတယ်ငါတို့တိုင်းပြည်မတိုးတက်ဘူးဆိုလက်ညှိုးထိုးတယ်ဟုတ်ကဲ့ခင်ဗျအဲ့ဒီထိုးတဲ့လက်ညှိုးတွေကတနတ်မောင်းခလို့ပေါ်မှာဒီလိုခွေးပြီးကျုပ်တို့အလုံးသိကုန်မယ်နော်တကယ်တော့ကျွန်တော်တိုင်းပြည်မကောင်းရတာဘာကြောင့်လဲလို့မင်းကျွန်တော်ဘယ်သူမကောင်းဘူးလို့မပြောချင်ဘူးသိကြတယ်ကျုပ်တို့အားလုံးမကောင်းလို့ကျုပ်တို့အားလုံးမကောင်းနေတာဒါပဲကျုပ်တို့အားလုံးကောင်းတဲ့တနေ့ကျုပ်တို့တိုင်းပြည်ကောင်းပါပဲဘိုးကျောင်းဆန်းလူကစနစ်ကလေးကြောစားရဲဆိုအသက်22နှစ်ကလေးရည်ရွယ်တာဗျာတိုင်းပြည်ကောင်းမှုဒီနေ့အသက်90ကျော်လေး80ကျော်လေးစိတ်ကိုမစင်သားဘူးဒီနေ့